ပြုံးလွယ်မှာဇက်ကားရိုက်နေရင်မမျော်လင့်မဲ့ဖန်ဆီးခံလိုက်ရတဲ့တရုတ်ဆောင်ဖွဖွေပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းBurmese Daily News ကနေကြိုဆိုလိုက်ပါတယ်မကြခင်မှာရွေးကောက်ပွဲကိုကျင်းပတော့မှာဖြစ်တာကြောင့်တချို့သောတရုတ်ဆောင်တွေကရွေးကောက်ပွဲအတွက်ရိုက်ကူးတဲ့ဇက်ကားတွေမှာတရုတ်ဆောင်ပေးနေကြပါတယ်ဒါပေမဲ့ဖွဖွေကတော့နိုင်ငံတော်ကိုမကူညီဘူးဆိုတာကြောင့်ဒီအပိုင်းအတွင်းမှာပဲအဖမ်းခံလိုက်ရတဲ့ရှင်ဖွဖွေဟာအကယ်ဒမီ3စုရတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အဖေကွယ်လွန်ချိန်မှာလည်းအနားမှာမရှိပေးနိုင်ခဲ့တာပါရွေးကောက်ပွဲကနေကပ်လာတဲ့နောက်မှာမဲပေးနိုင်ဖို့အတွက်အနည်းပညာရှင်တွေကလည်းကူညီပေးနေကြပြီးဖွဖွေကတော့ဖုန်းမကင်တာကြောင့်ဖမ်းသွားတယ်လို့ဆိုပါတယ်ဖွဖွေကပြင်ဦးလွင်မှာဇက်ကားရိုက်နေပြီးဖုန်းမကင်တာကြောင့်ဖမ်းသွားတာဖြစ်ကြောင်းနီးစပ်သူတွေကပြောပါတယ်ရွေးကောက်ပွဲကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးဖို့အနည်းပညာရှင်တွေကိုနိုဝင်ဘာ9ရက်နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားတာပါဒါပေမဲ့ဖွဖွေနဲ့အလင်းရောင်တို့ကတော့နိုဝင်ဘာ9ရက်နေ့ညနေထိဆက်သွယ်မရတာကြောင့်ရိုင်းနေဆိုပြီးဖမ်းသွားခဲ့ကြပါတယ်နိုင်ငံတော်အတွက်မကူညီတဲ့အပြင်ဖုန်းလဲမကင်ဖုန်းလဲပြန်မဆက်တာမို့ဒီအပြုတ်မှုကမဖြစ်သင့်ကြောင်းဝေဖန်ကြပါတယ်အနုပညာရှင်တွေကနိုင်ငံတော်ကိုကူညီရမှာဖြစ်ပြီးအခြားသောအနုပညာရှင်တွေလည်းခေတ်သမိုင်းကိုဒုံဆိုင်မြင့်သူများဇက်ကားထဲမှာတရုတ်ဆောင်ပေးထားကြပါတယ်တရုတ်ဆောင်ပေးခဲ့တဲ့သူတွေကလည်းအကယ်ဒမီဆုတွေကိုဒီနှစ်တည်းအတော်အတွင်းမှာပူပူနွေ့နွေ့ရထားကြတာပါဒီလိုတရုတ်ဆောင်ပေးတဲ့သူတွေကိုဆက်လက်အားပေးတဲ့သူတွေရှိသလိုဘယ်တော့မှအားမပေးတော့ဘူးဆိုပြီးဆုံးဖြတ်လိုက်သူတွေလည်းရှိပါတယ်အဲဒါကြောင့်တချို့သောအနုပညာရှင်တွေကရွေးကောက်ပွဲကမ်ပိန်းမှာပါဝင်ပေးဖို့အတွက်ဖုန်းမကင်ခဲ့တာဖြစ်ပါတယ်ဖွဖွေးကဖုန်းမကင်လို့သူ့ရဲ့မိသားစုကိုလည်းဆက်သွယ်တယ်လို့ဆိုပါတယ်ဒါပေမဲ့မိသားစုကလည်းလုံးဝဖုန်းမကင်ခဲ့ပါဘူးလူကြီးကဖုန်းဆက်ရင်ဖုန်းကင်ရမှာဖြစ်ပြီးမကင်ဖြစ်ရင်လည်းပြန်ခေါ်တဲ့ကြောင်ပြောထားပါသေးတယ်နမဲကြီးမင်းသမီးဆိုပြီးဖုန်းမကင်တော့ကတော့မခန့်လေးစားလုပ်တယ်လို့ထင်သွားကြတာရှင်နောက်ရက်မှာတော့ဖွဖွေးကရိုက်ကူးရေးလုပ်နေတုန်းမှာပဲအဖမ်းခံလိုက်ရပါတယ်နောက်တစ်ရက်ကျတော့ဖွဖွေးကပြန်လဲလွတ်မြောက်လာခဲ့ပြီးအလင်းရောင်ကတော့အဖမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တာပါအခုတော့ရွေးကောက်ပွဲကမ်ပိန်းမှာအနုပညာရှင်တွေကပါဝင်ပေးတော့မယ်ဆိုပြီးပြောနေကြတဲ့ရှင်ဒီအပိုင်းအတွင်းမှာအနုပညာရှင်တွေကပြည်ပကိုလည်းခွင့်ပြုချက်ရှိမှသာခီးသွားလာလို့ရတော့မှာဖြစ်ပါတယ်ဖွဖွေးရဲ့ပြည်သက်တွေကတော့အစဉ်ပြေပါမလားဆိုတာကိုသိချင်နေကြပါတယ်အကြခင်မှာကျင်းပတော့မယ့်ရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်ရင်ရေးယူမယ့်အကြောင်းကိုလည်းအော်တိုဘာလကုန်ကလေးကပြောထားခဲ့တာပါလွန်ခဲ့တဲ့လကထွက်ခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မြင့်သူများဇက်ကားမှာပါဝင်တဲ့တရုတ်ဆောင်တွေကတော့နောက်ထပ်ကမ်ပိန်းတွေမှာလည်းထပ်မံပါဝင်သွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဇက်ကားကိုဝေဖန်တဲ့သူတွေကိုထောက်ခံမိတာကြောင့်ဒရိုက်တာ3ဦးနဲ့တရုတ်ဆောင်2ဦးလည်းအဖမ်းခံထားရပါသေးတယ်ဖွဖွေးလိုနာမည်ကြီးမင်းသမီးတောင်အဖမ်းခံရပြီဖြစ်တာကြောင့်အခြားသောအနုပညာရှင်တွေလည်းစဉ်းစားစရာတွေဖြစ်လာနေပါပြီဒါပေမဲ့ဝင်းမွန်ရွှေကတော့နောက်ခံအင်အားတောက်တင်းသူဖြစ်တာကြောင့်တချို့သောဇက်ကားတွေမှာတရုတ်မဆောင်ခြင်းရင်လည်းညှင်းပိုင်ခွင့်ရှိနေပါတယ်ညီအမချင်းတူပေမဲ့လည်းဖွဖွေးကတော့အဖမ်းခံနေရကဝင်းမွန်ရွှေကတော့နဝင့်တဲ့ရုပ်ရှင်ဇက်ကားနဲ့အောင်မြင်နေပါပြီဖုန်းမကင်မိတာကြောင့်ခေါ်ယူထိန်းသိမ်းခံလိုက်ရတဲ့ဖွဖွေးနဲ့အလင်းရောင်တို့ရဲ့ကိစ္စပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ